နှစ်ပတ်ကြာအောင်စောင့်ပြီးမှရလာတဲ့ဇူးရဲ့ body stone လေးကတော့ဒီနေ့မှရလာပါပြီရှင်ဆိုတော့စနစ်တူတူဖတ်ကြည့်ကြပါမယ်ဇူးသားလေးအခုမှအပြင်ကနေရွေးပြီးတော့ပြန်လာပါတော့ဇူးသားကိုနှစ်ပတ်လောက်စောင့်လိုက်ရပါတယ်ကြည့်အောင်သူ့စရာလေးဒါကတော့ဇူးရဲ့ customize body stone လေးပါဇူးဒီလိုပုံလေးပြပြီးတော့လုပ်ထားတာပေါ့နော်အခုမှဒီ body stone လေးတွေကကြတော့ရှော့နဲ့လှုပ်ထားပါဘောနော်ဒါလေးတွေကဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကိုစိတ်ထီစီမှုဖြစ်လာတဲ့အခါတွေဖြစ်ဖြစ်စိတ်လှုပ်ရှားတဲ့အခါတွေမှာပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ဒီမှာခြိုက်နေတဲ့နေရာလေးရှိရဲ့အဲ့ဘိုင်လေးကိုဒီလိုမျိုးလက်မလေးနဲ့ပေးရပါဒါလေးကရှော့နဲ့လှုပ်ထားဖြစ်တဲ့အတွက်သူတို့မှသူတို့ကိုင်းလိုက်အေးလေးနေရပေါ့နော်ဒါလေးတေချာလေးကုတ်တင်လုပ်ပေးထားဖြစ်တဲ့အတွက်ချောချောလေးကိုမှဒီလိုဘိုက်မှာဇူးကဒီလိုအရာလေးတွေလည်းလှုပ်ထားဖြစ်တဲ့အတွက်ဒါလေးကိုင်းလို့ရှိရင်အရာလေးတွေကိုခံစားရရပေါ့နော်အခုမှအပြန်နေရွေးပြီးပြန်လာဆိုတော့ဘိုက်စာနေလို့ဒါမောက်စားနေရပါသူဒီမှာထည့်ပေးလိုက်တဲ့ body stone နဲ့ပတ်သက်တဲ့စာလေးလည်းပါရပေါ့နော်မပေါက်ဘူးရောဒီတစ်ခေါက်တော့မပေါက်တော့ဒီ variety ဘူးလေးတွေမှာ928ချစ်ချင်းမြတ်တာကိုစားပြုရဲ့အနေနဲ့ပေါ့နော်ရွှေပြ928ပြထည့်ပေးထားပါတယ်ပေါက်တဲ့သူတွေတော့ပေါက်ကုန်ကြရေပေါ့နော်ပေါက်တဲ့သူတွေရှိရဆိုလို့ရှိရင်ပြသွားပေးကြအောင်နော်သူကတော့ခုထိမပေါက်သေးဒီနေ့ဆို variety free တောင်မပေါက်တော့ညတစ်ခေါက်ကမပေါက်သေးရဲ့ရေကြီးနဲ့လှုပ်ထားဆိုရခါကြတော့လေကြားလိုက်တာနဲ့ဒီနရွက်လေးတွေတို့ဒါလေးကလုံးဝထပ်ပိုင်းကျိုးသွားနိုင်တယ်ပေါ့နော်ဒါလေးကိုတေချာလေးခရူးဆိုင်မှတော့ရမှာbody stone လေးမှာပေါ့နော်သူ့ရဲ့နာမည်လေးဇက်ဆိုပြီးတော့ပါတက်ထားလိုက်သေးရပေါ့နော်ဟဲ့အဲ့တော့ဇူးရဲ့လုံးဝကို customize body stone လေးပဲဖြစ်ပါရဲ့ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะ body stone လေးကိုလာပြပါ bye bye